အဲ့ဒီတန်ရှင်းရေးလောက်တာနဲ့ပတ်သက်ပြီးတော့ဟိုလူငယ်တွေဝမ်းသာစေခြင်းနဲ့လေဦးဇင်းတို့မိလိန်နာနဲ့ရှင်နာဂတိန်ဆိုတာကြားဘူးလေနော်အင်မတန်ဉာဏ်ကြီးတဲ့ဘုရင်ကြီးသူ့ရဲ့မိခွန်းတွေကိုမဖြေနိုင်လို့ယဟန္တာပေါင်းမြောက်များစွာဇဗုဒိတ်ကျွန်းမှာမနေရဲပဲနဲ့ထွက်ပြေးရတာသူမေးရင်ဘယ်သူမှမဖြေနိုင်ဘူးအဲ့ဒါနဲ့အဲ့ဒီယဟန္တာတွေကဗြဟ္မပြည်တက်ပြီးတော့ဒီရှင်ဘုရင်မေးတဲ့မိခွန်းကိုဖြေနိုင်တဲ့ပုဂ္ဂိုလ်ကအခုဗြဟ္မာဖြစ်နေတယ်လို့ယဟန္တာကြီးတွေသိတယ်သူတို့မဖြေနိုင်ဘူးအဲ့ဒါနဲ့အဲ့ဒီဗြဟ္မာကိုသွားပြီးတော့သုတိစိတ်ကြခိုင်းပြီးတော့လူဘဝရောက်တော့အဲ့ဒါကိုဝိုင်းသင်ပေးကြတယ်ရှင်နာဂတိန်ဆိုပြီးတော့ဖြစ်လာတာသူမေးတာမှန်တယ်များအဲ့ဒီမထေကအကုန်ဖြေနိုင်တယ်နော်နောက်ဆုံးတော့နှစ်ယောက်လုံးယဟန္တာဖြစ်တယ်သူတို့ရဲ့အကြောင်းတရားလေးကအဲ့ဒါလိုဖြစ်ခြင်းရဲ့အကြောင်းတရားလေးကစိတ်ဝင်စားစရာကောင်းတယ်တခုသောဘဝတုန်းကရှင်နာဂတိန်ကယဟန်တော်ဖြစ်တယ်နော်မိလိန်နာမင်းကြီးကကိုရင်လေးဖြစ်တယ်အဲ့ဒါနဲ့ဒီနေ့တော့ဒီယဟန်တော်ကဒီမျက်စိလဲပြီးတော့အမိုက်ပုံလေးပုံပြီးတော့ကိုရင်သွားပြီးတော့အမိုက်ကျုံပြီးတော့မြစ်ထဲသွားပြစ်ချီလို့ခိုင်းတယ်ကိုရင်ကဆော့နေတော့မလုံးချင်ကြီးတိကြီးကလုံနေတယ်အဲ့ဒါနဲ့ကိုရင်ကိုဒီမျက်စိရိုးနဲ့ခေါင်းတစ်ချက်ခောက်ပြီးတော့သွားမြန်မြန်သွားကျုံကြည့်အဲ့တော့ကိုရင်ကငိုးယူပြီးတော့ဥစဉ်ကိုကြောက်တော့သွားကျုံရတာပေါ့ကျုံရင်းနဲ့သူကလည်းစိတ်ပါပြီးတော့ပြောင်းအောင်ဆင်အောင်ကျုံတယ်အစားကတော့သိမကျုံချင်ဘူးနော်အဲ့ဒါနဲ့အဲ့ဒီမှိုက်တောင်းလေးထမ်းပြီးတော့ခင်ကမြစ်ထဲကိုသွားပြီးတော့ပြစ်တယ်ပြစ်တော့မြစ်ကလည်းလေတွေပါတွေလာနေတဲ့အချိန်နဲ့တူတယ်လှိုင်းလုံးကြီးတွေဝုန်းဝုန်းနဲ့ထနေတယ်အဲ့ဒါနဲ့ကိုရင်လေးကညံရှိတယ်ငါတဲ့ဒီလိုအမှိုက်ကျုံပြီးတော့တန်ရှင်းရတဲ့အတွက်ကြောင့်ဖြစ်လျာဘဝမှာဟောဒီလှိုင်းလုံးကြီးလို့ငါရဲ့ဉာဏ်ပညာဟာကြီးကျယ်တဲ့ပုဂ္ဂိုလ်ဖြစ်ပါရစေလို့သူကဆုတောင်းတာငါမေးတာကိုဘယ်သူမှမဖြေနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ပါရစေအမေဒါလေးကအစ်စ်ပါသေးတယ်သူဟာကဘယ်လိုပြောရမှန်းကိုမသိဘူးနော်ငါမေးတာကိုဗါတဲ့တုံးသူမှမဖြေနိုင်ပါရစေနဲ့အဲ့ဒီလိုသူကဆူတောင်းပြီးတော့အမိုက်သွန်တာကိုနောက်ကတမျက်စိလဲတဲ့ယဟန်တော်ကကြားတယ်ဟာဒုက္ခတော့ရောက်တော့မှာပဲသူမေးတာဘယ်သူမှမဖြေနိုင်တဲ့ကိုဖြစ်ရပါလို့ဤဆိုတော့အဲ့တော့မဖြစ်ချေဘူးသူကအမိုက်ကလေးကျုံယုံတာငါကအကုန်လုံးတလင်းတစ်ခုလုံးပြောင်းအောင်လှည့်ပြီးတော့သူ့တဲ့ငါကပို့ပြီးတော့ပင်ပန်းတယ်ကုသိုလ်ငါပို့ကြည့်တယ်အဲ့တော့ဒီကိုရင်လောင်းဖြစ်လာတဲ့အခါမှာသူမေးသမျှကိုငါအကုန်ဖြေနိုင်တဲ့လူဖြစ်ပေရစီအဲ့ဒီဥစဉ်ကထပ်ပြီးတော့မလုပ်တာတော့ဆူတောင်းတာအဲ့ဒါနဲ့ကိုရင်ကမိလိန်နာမင်းကြီးဖြစ်လာတယ်ယဟန်တော်ကရှင်နာဂတိဖြစ်လာပြီးတော့ပညာရာမှာသိကြီးကျယ်ရတဲ့ပုဂ္ဂိုလ်တွေဖြစ်နေတကွန်းထူပြီးတော့ဘာဖြစ်သွားတာလဲယဟန်နာဖြစ်ကြတယ်ကုရိတန်ရှင်းတဲ့ပုဂ္ဂိုလ်တွေအားတက်အောင်ပြောပြတာနော်အဲ့ဒါလို့ကိုကောင်းတာလေးကိုစဉ်းစားလို့ရှိရင်ကိုအကြောင်းကိုစဉ်းစားရင်ကုသိုလ်ကိုအားကိုးတဲ့စိတ်တွေတန်ဖိုးထားတဲ့စိတ်တွေအများကြီးဖြစ်လာပြီးတော့အားဖြစ်တယ်ဒါကြောင့်ဒကမာကြီးတွေဒကာကြီးတွေအားလုံးဒါနရှင်တွေနော်လှူပြီးတိုင်းပြန်ပြီးတော့စဉ်းစားပေးရမယ်အဲ့ဒီအကြောင်းလေးကသိကောင်းတယ်